တီလာရှင်ဝတ်ချင်းအကျိုးကျေးဇူးကိုသိလို့ပါသည်တဲ့တီလာရှင်ဝတ်ရင်တော့အိမ်တော်ပြုလို့မရဘူးပေါ့ဒါလူမှုရေးဒုက္ခတွေအများကြီးတက်တာသွားဒါသိချာနော်လူမှုရေးဒုက္ခတွေတက်တာသွားတယ်တရားထုတ်တာတော့သူတရားထုတ်မှရမှာပဲဘုရားနေကစားတင်ပြီးတော့ဘုရားဆင်းလို့တော့နဲ့နေကစားမတရားသေးတော့ဘုရားဆင်းလို့တော့ကွာခြားပါလားမကွာခြားပါဘူးဘုရားလို့အတိမတ်ဖြစ်သွားကြတယ်ဘုရားဖြစ်သွားပါပြီဒါသမုဒိသစ္စာလို့ခေါ်တယ်နော်အဲ့ဒီဟာဆိုရင်မေခွန်းတစ်ခုမေးပြရစီလူမမာတွေသုံးတဲ့နောက်ဖေးခွက်ရှိတယ်မဟုတ်လားကျွေနဲ့လှုပ်ထားလေအဲ့ဒီကျွေနဲ့လှုပ်ထားတဲ့အသစ်ဆက်ဆက်ရယ်သမင်းအုပ်ရယ်အဲ့ဒီနှစ်ခုဘယ်ဟာနဲ့သမင်းထည့်စားမယ်အသစ်ပဲနှစ်ခုစလုံးအဟောင်းမဟုတ်ဘူးနှစ်ခုစလုံးအသစ်ဆက်ဆက်ဘာမှမသုံးရသေးဘူးဘယ်ဟာနဲ့ထည့်စားမလို့အဲ့ဒီကလေးကကွဲနေပြီလေအဲ့ဒါကိုသမုဒိသစ္စာလို့ခေါ်တယ်သူကဒါအတွက်လို့ထုတ်လိုက်လို့ရှိရင်ဒီပြင်ဟာသုံးလို့မရတော့ဘူးဒါလည်းဖျားပုံလို့ထုလိုက်ကြတဲ့ဟာဖျားဖြစ်သွားပြီနေတာတင်းတင်မတင်းတင်ဖျားကဖျားပုံနော်ဒါကိုသမုဒိသစ္စာလို့သဘောပေါက်ရတယ်ဘုန်းကြီးသင်္ကန်းကလည်းပိတ်ပဲလူတွေဝတ်တဲ့ဝတ်ကလည်းပိတ်ကနေလှုပ်ထားတယ်ဟောဒါကသင်္ကန်းလို့သတ်မှတ်လိုက်တာနဲ့လည်းနဲ့တူလို့မရတော့ဘူးလေသင်္ကန်းနေမဟုတ်ပါဘူးစစ်ယူနီဖောင်းတစ်ခုဝတ်လို့ရှိရင်အယောင်ဆောင်မှုနဲ့ဖမ်းခံရမှာပေါ့သူကလည်းသူလူတတ်မှတ်လိုက်တာဟာလိုက်နာရတယ်လေတတ်မှတ်လိုက်ရင်လိုက်နာပြီးသားဖြစ်တယ်ဒါသမုဒိသစ္စာလို့ခေါ်တယ်သမုဒိသစ္စာဆိုတာဥပ္ပုံကိုတခြားရွှေကုံဘုရားကြီးဥပ္ပုံနဲ့တည်ထားတာဥဒ္ဒေလို့ထင်လို့ထင်ဥပ္ပမဟုတ်တော့တာရွှေကုံနာမည်ပြောင်းသွားပြီလေသမုဒိသစ္စာဆိုတာဒီလိုဟာမျိုးကိုဆိုလိုတယ်ပေါ့သမုဒိသစ္စာအများကအတိမတ်ပြုတယ်သူက general consensus လို့ခေါ်အများအတိမတ်ပြုတဲ့အရာကိုထောလောကလတ်လို့ရင်ဘာဖြစ်လဲအယူပဲဖြစ်မှာယူသွားပြီး has gone mad ပြောရမှာသူ insane ဖြစ်သွားပြီစိတ်မမှန်တော့ဘူးလို့ပြောရမှာအဲ့တော့ဒီမှာအနေကစားတင်သည်ဖြစ်စေမတင်သည်ဖြစ်စေခရအမှတ်နဲ့ပူဇော်တာကုသိုလ်ရပါတယ်ကုသိုလ်ရတယ်ခရဖြစ်သွားပြီလေ